အားလုံးပဲမင်္ဂလာပါတုံပါဒီနေ့ blog ကတော့တုံကိုပြန်ပြီးရအောင်ပေါ့နော်တကယ်တုံအစ်စ်အမှန်ပြန်ရအောင်စူးစမ်းမယ့်နေ့ပါဒီနေ့ကရာသီစလာနေနေပေါ့နော်ပြီးရက3ရက်နေ့တော့လာမယ်ဟောဒီနေ့ဆိုလို့ရှိရင်18ရက်ရှိပြီဆိုတော့နှစ်ပတ်လောက်ထိကိုနောက်ကျသွားရပေါ့နော်ရာသီလာတာအဲ့ဒီအတော်တွင်မှာလေလုံးဝကိုစိတ်တက်တရားလေတက်အကြရအရန်များဘာမှလုံးချင်ခြင်းလည်းမရှိဘူးကွာပြီးရကလည်းနောက်ကျရဲဆိုတော့ရဲ့စိတ်အခြေအနေကလုံးဝကိုအောက်ကိုဆင်းပြီးတော့အိမ်ကလည်းမြင်တဲ့အတိုင်းရှုပ်ရှက်ကိုခတ်ပြီးတော့ပကံနေဆိုရင်ဆေးရည်ဆိုအများကြီးပဲအဝတ်တွေမခောက်ရသေးရတွဲလောင်းနေတန်းလန်းနေအမိုက်တွေမပစ်ကသေးရဆိုလို့ရှိရင်အများကြီးပဲဟုတ်လေဒီအတော်တွင်းမှာလည်းတုံအလုပ်တွေအရန်များတယ်ဟုတ်တယ်နှစ်ပတ်တိတိလောက်စိတ်ရက်တွေအလူလေးကြတယ်စိတ်ခံရတွေအရန်များပြီးတော့ဘာမှမသွားနိုင်ဘာမှမလုပ်နိုင်ဖြစ်နေတုံဒီနေ့လူအားတွေလည်းတောဝယ်မယ်ဒီအိမ်တစ်ခုလုံးကိုလည်းရရအောင်ရှင်းမယ်ပေါ့နော်ဆိုတော့တုံးကိုတုံပြန်ရဖို့စူးစမ်းမယ့်နေ့လေးဖြစ်တယ်ဆိုတော့အားလုံးပဲလိုက်ကြည့်ပေးကြအောင်အရင်ကဘယ်ရဆမလဲဆိုတော့တုံကလေအလင်းအရန်ကြိုက်တဲ့သူကွာဒီလားတုံကနေတာတော့တအားကြိုက်တယ်ပူတာတော့ပြောရမှာမဟုတ်ဘူးနော်တုံဆမ်မာခဲဆိုတော့နေတာတအားကြိုက်တယ်အမြဲလင်းနေတဲ့နေရာကိုဆိုရှင်အရန်ကြိုက်တယ်ပေါ့အဲ့မဲ့အခုတုံဒီလိုက်ကာကြီးကိုပိတ်ထားတာတော်တော်ကြီးကိုကြာနေပြီအပြင်ကနေပြီးအလင်းရမှာဆိုလို့ဆိုပြီးတော့ဒါတုံစိတ်အခြေအနေနဲ့ဆိုင်တာပေါ့နော်ဆိုတော့ဒီလိုက်ကောင်အရင်ဖွင့်ရမယ် Oh God, what is that? This is 10 times better ဒီမှာမဖွင့်တာတော်တော်ကြာနေပြီကွာဒီလားအရန်ဆူတော့ကျွန်တော်လည်းခဏဖွင့်တာလိုက်ကာလေးဆက်နေပါနော်ဒါဆိုရင် perfect ပဲဆုံးဘာတန်ရှင်းလုံးမလဲဆိုတော့တုံးရဲ့မီးဖို့ကြောင့်ပေါ့နော်မီးဖို့ကြောင့်ကတော်တော်လေးကိုအခြေအနေဆိုးရနေပြီဆိုတော့မစေးရသေးတဲ့ပကံနေရောမသိရသေးတဲ့ဟာရောအများကြီးပဲဆိုတော့ဒီ kitchen ကနေစပြီးတော့တန်ရှင်းလုပ်မယ်မကတူလေးလောက်စားဆိုတူဘူးနဲ့အမိုက်တွေမသိရသေးပြီးတော့ဒါကလေတုံအရန်ကြိုက်တဲ့ဝါလာခောက်ဆွဲလေးတနက်တိုင်းကတုံတို့မနက်စားလို့ရှိရင်ခောက်ဆွဲကိုတော်တော်ဝယ်စားကြရမလားအဲ့ဒီရတာအတိုင်းပဲအရန်ကြိုက်တယ်မသိရသေးတယ်မကြောက်ကိုနေရောအမိုက်တွေအဆုံးပဲတရားပြည့်ကြီးတဲ့အချိန်မှာပကံစီးတဲ့ဖုတ်ဝယ်ရတာဆိုတာအားပျော်လို့ကောင်းနေသိတာအဲ့ဒီဖုတ်ကိုလေနည်းနည်းလေးညစ်ပတ်လာခဲ့လို့ရှင်ဖုတ်ကိုလဲလိုက်တာအသစ်ကလေးရသွားလို့ဆိုရှင်တအားပျော်တာသိလားတကယ်လူကြီးဖြစ်လာခဲ့လို့ရှင်အဲ့လိုပဲလောက်မသိဘူးချီကြပဲလေစကားမဆက်တော့လေမြန်မာအစိုးရရဲ့မှာဆိုရှင်ကိုရဲလေးကိုတအားကြိုက်တာမြန်မာသချင်းနှောင်းကြလို့ရှင်လေကိုရဲလေးသချင်းတွေပဲနှောင်းဖြစ်တယ်။တော့လိုမျိုးအခုထိလေကိုရဲလေးသချင်းတွေနှောင်းဖြစ်တဲ့သူရှိကြလား။ဆိုတော့မီးဖို့ကြောင့်တော်တော်တန်ရှင်းလုပ်ပြီးသွားပြီပေါ့နော်။တော်လေးရှင်းလင်းသွားပြီ။ဒီကတက်မှာထိထားထားတော်တော်ကြာနေပြီ။အဲ့ဒီလည်းအကုန်ပြစ်ပြီးသွားပြီဆိုတော့တော်တော်လေးအဆင်ပြေသွားပြီ။အခုတော့ဘာလုပ်မလဲဆိုတော့အင်ကြီးခောက်ကမယ်အလှည့်ပါ။အင်ကြီးဆိုအများကြီးမဝဲချင်ဘူးကွာသိလား။အင်ကြီးခောက်ကလည်းတလုံးအင်ကြီးသိမ်းရတယ်တလုံးအင်ကြီးခောက်ကလည်းအရန်ပြင်းတယ်။နောက်မိန်းကလေးရလေ period လာခဲ့လို့ရှင်ကွာတော်တော်ပင်ပန်းတာဒီလားစိတ်ပိုင်းဆိုင်ရာမနေရင်ဆိုင်ရရင်ဆိုတာလေ
တကယ်အမှန်သိလားမနေ့ကအထိကိုတော့စိတ်သက်တွေကြားတယ်အရန်ပင်ပန်းနေ overthinking တွေဖြစ်တယ် overthinking အရန်ဖြစ်တယ်ပေါ့တော့အခုတလော connect တွေဆိုလို့ရှိရင် Facebook မှာမတင်နိုင်ဘူးဒီမှာလည်းမရှိဘူးဘာမှလည်း connect create လုပ်ချင်တယ်မရှိဘူးပေါ့အဲ့လောက်လေ AC နားနေလိုက်လေဘာမှမဖြစ်ဘူးဆိုတော့စိတ်နဲ့ပေါ့နော်တနေ့ကိုအိတ်လည်းရတယ်တနေ့ကိုလှမ်းနေလည်းရတယ်ဒီနေ့ကတော့ဘာမှမဖြစ်ဘူးဒါပေမဲ့ဒီနေ့ပြီးတာနဲ့နှစ်ဖြန်စပြီးတော့ productive ဖြစ်တဲ့နေ့တစ်နေ့ဖြစ်ကြမယ်ပေါ့နော်ဒါတော့အဲ့လိုမျိုးခံယူထားတာကြောင့်ပိန်းရတယ်မတက်တာသေးဘူးပေါ့ဒါပေမဲ့ပိန်းလုံးဝတက်တာတော့တဲ့အချိန်မှာပဲတော့လုံးဝ productive ဖြစ်လာတယ်လို့ခံစားရတယ်ပြီးတော့ဒါရာဒီကဆက်လာတဲ့ပထမဆုံးနေ့တော့လေမင်းကလေးဖြစ်ကတကယ်မလွယ်ပါလားတော့စကားများတဲ့အထဲမှာလည်းပါရကွာတိတာစကားတွေအရင်ပြောချင်တာဆိုတော့အကြောင်းလို့တော့ဘလော့ဆိုင်တယ်လည်းပါတယ်ဘာလို့ဆိုတော့စကားပြောမဲ့သူမရှိဘူးဒါမှလည်းတယောက်ဟင်းနေတာပေါ့နော်အလုံးမဆိုကြလို့ရှိရင်ဂျပန်နေရများမြန်မာကောင်မလေးတော့ရှိရပေါ့နော်ဒါပေမဲ့သူနဲ့လည်းတိတ်မတွေ့ပြဘူးဂျပန်နေထဲမှာဂျပန်နေနဲ့ပဲလှုပ်ဖြစ်တာများရယ်ဆိုတော့တုံးမှာပြောစရာတွေအများကြီးရှိတယ်အဲအကြောင်းနားထောင်ပေးကြအောင်ပြီးခဲ့လို့ရှိရင်လည်းဂျာနဲ့ရေးမယ်ပေါ့နော်တုံးချာနဲ့မရှိရတော်ကြောက်သွားပြီ2 နာရီခွဲပဲရှိသေးတယ်နေရတော်တော်ကြာသွားပြီပေါ့နော်တော့အခန်းလင်းအောင်ကြည့်ရနဲ့သိနိုင်မယ်တော့အမိုက်တွေရှင်းနေပေါ့နော်တော့အမြဲလုံးဖြစ်နေကြအရာတစ်ခု share လုပ်ပေးချင်ပြချင်လို့ပေါ့နော်ဒါတော့တုံးကလေ supplement ဂျပန်ရောက်ပြီးတဲ့အဲ့လို supplement အရန်အားကိုးရကွာဒီလားအဲ့တော့အရန်ပင်မယ်နဲ့ချိန်တိုင်းတောက်တယ်ပေါ့နော်ဒါပေမဲ့အခုတလောကနေတိုင်းနီးပါးဖြစ်နေပြီပြီးရင်မနေ့ကျရင်တုံးကတခုခုစားပြနေဘာတောက်လဲဆိုတော့ဒီပါလေဒီစရိုင်းစခါလေးနေဆိုတာသူအထိပ်ပဲကအရန်ပင်မနဲ့အခါပေါ့နော်ဆိုတော့3:15မှာတော့အိမ်တန်ရှည်တွေအကုန်လုပ်ပြီးသွားပြီဆိုတော့အခုအချိန်ကတုံးရဲ့ expand lip ပေါ့နော်တုံးတော့ရငွေကြီးတွက်ချက်ကမဲ့အချိန်ရောက်ပါပြီပတ်စံတွေကိုအချိန်တွက်ပြီးတော့ပြီးကြလို့ရှိရင်တုံးဘယ်လောက်စုမလဲတုံးဘယ်လောက်ဒီလားဆိုတုံးဒီဘယ်လောက်ဒီလားတစ်လောက်ဘယ်လောက်သုံးမလဲဆိုတာအကုန်လုံးအချိန်စပြီးတော့တုံးလိုချင်တာလေးတွေလည်းအရင်လိုရေးချလိုက်ဦးမယ်ပေါ့နော်မျိုးလေးကို3 နာရီပါညာကိုချရေးတဲ့အချင်းရှိကြလားတုံကလေအခုမှသာအဲ့လိုငွေချင်းနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကြည့်ရတော့ဘာလို့ဆိုတော့ကွာအခုကြည့်လာမှသာသိတာကွာသိလားအရင်တော့ဆိုကြလို့ရှိရင်တော့အဲ့လိုမျိုးကြည့်ရကောင်းမှလည်းမသိဘူးဘာမှတော့မှ knowledge မရှိဘူးကွာသိလားဒါပေမဲ့အဲ့အချိန်လေးကတော့စာအုပ်ထဲမှာချရေးတဲ့အချင်းအိမ်ပြောင်းတော့ဆိုကြလို့ရှိရင်ကွာတနေ့မပြည့်ခင်အိမ်ပြောင်းတာပေါ့နော်အဲ့အတော်အတွင်းမှာပဲတုံစုထားတဲ့ငွေရှိလို့ချက်ချင်းအရေးပေါ်အခြေအနေမှာငွေပြောင်းအိမ်ကိုချက်ချင်းဘာမှအပူဝင်မရှိဘဲနဲ့ပြောင်းလိုက်နိုင်တာပေါ့နော်ဒါကတော့တုံငွေစုထားတဲ့အကျိုးကျေးဇူးတွေတစ်ခုလို့ထင်တယ်ဆိုတော့အားလုံးပဲငွေစုကြပါ9000စုမယ်ဆိုလို့ရှိရင်9000 10000စုမယ်ဆိုလို့ရှိရင်10000ပေါ့နော်ဘဏ်အကောင့်တွေအများကြီးလောက်ထားပြီးတော့စုပေါ့နော်ဘဏ်အကောင့်လုပ်တဲ့အများကြီးလုပ်ထားတာဂျပန်မှာဆိုလို့ရှိရင်အလကားလုပ်လို့ရတယ်ဘာကမနုဆိုင်ဖြစ်လဲဘာကဆက်နောက်ထပ်ဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးနှစ်ကောင်လို့ရှိရင်တက်တန်းတိုးရတာပေါ့နော်အဲ့ဒါတစ်ခုဖြစ်တယ်ဆိုရင်မျိုးပေါ့နော်အနည်းဆုံးကို့မှာဘဏ်အကောင့်3ခုလာထားတာပိုကောင်းတယ်တစ်ခုကကျတော့ကိုလာစာရရဘာညာဆိုကြလို့ရှိရင်ဝင်တဲ့ဘဏ်အကောင့်ပေါ့နော်ယူချောတို့ဘာလို့ဆိုလို့ရှိရင်အသုံးများရလေနောက်တစ်ခုကကျတော့အဲ့လိုမျိုးကိုသုံးမဲ့စရိတ်ဒါမှမဟုတ်ကိုခရီးသွားမဲ့စရိတ်ပေါ့နော်ခရီးသွားဖို့တို့သုံးဖို့ထည့်ထားတဲ့ဘဏ်အကောင့်ပြီးရင်နောက်တစ်ခါကျတော့ကိုစုမဲ့အကောင့်ပေါ့နော်အဲ့အကောင့်လုံးဝတော့မထီးနဲ့လုံးဝအဲ့ဒီထဲကပတ်စံတွေကိုလုံးဝမမေ့ပြောက်ထားပေါ့နော်ကျွန်မဆိုကြလို့ရှိရင်ဘဏ်အခက်လို့ရှိရင်ဘန်အကလို့ရှိရင်အတိုးနှုန်းကအရန်နေရပေါ့နော်ဆိုတော့ပွားမလာဘူးဆိုတော့ကိုကဘယ်လိုမျိုးရင်းနှီးမြှုပ်နှံခြင်းလဲဒီပတ်စံတွေကိုပွားလာအောင်အခုငါစုထားတဲ့ပတ်စံတွေဘယ်လောက်ရှိပေါ့နော်အနည်းဆုံး30လောက်ရှိပြီအဲ့30နေပြီ40ပွားအောင်ဘယ်လိုလုပ်ကြမလဲဆိုပြီးစဉ်းစားတာတို့ဘာလို့ဆိုရှင်အဲ့ဒီကိုစုထားတဲ့ပတ်စံတွေကနေပြီးတော့စဉ်းစားပေါ့နော်အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့စနစ်ကြမယ်လို့ထင်တယ်တလို့ဘဏ်ကောင့်တစ်ခုပဲရှိရဆိုရှင်အဲ့ဘဏ်တွေကပဲထုတ်တယ်သုံးတယ်ကိုပတ်စံကဘယ်လိုမျိုးဆိုတော့တခြားမသိဘူးပေါ့နော်ဆိုတော့တုံကတော့ဘဏ်ကောင့်များလှုပ်ထားပြီးတော့ကိုစုငွေတွေကိုတခြားသိမ်းထားဖို့ပေါ့နော်တခြားစီစစ်ဖို့အတွက်
အကြံပေးချင်ပါတယ်2026ကနေစပြီးတော့ဗောနော်အဲ့လိုမျိုးလေးလုပ်ကြည့်ကြပါတုံလေးအိမ်တစ်ခုလုံးအတန်းရှင်းလုပ်ပြီးသွားပြီဆိုတော့လေထပ်ပြီးတော့တန်းရှင်းရမလုပ်နိုင်တော့ဘူးအားကြောင့်ညစာကိုချက်မစားဘူးပြင်မှာတော့စားမယ်ဝယ်စရာရှိရည်လည်းဝယ်ရအောင်မှာဆိုတော့လေGuys, look at the portion. ဒါကြီးကိုဘယ်လိုကောင်စားအောင်လဲဒီအစားလေကုန်းနိုင်ပါမလားဆိုပြီးတော့တွေးထားအခုမှရှိတော့ပြောင်းမယ်အရွေးရွေးချင်နေတယ်မဆုမတို့ပြောရှက်နေပြီတုံဝဲလာအများကြီးပဲဆိုတော့ဒါလေးကိုတုံပြမယ်တုံဘာရောဝဲလာဆိုပြပေးမယ်။ဟောစီရန်ပေါ့နော်တုံ3လကြာစီရန်ကုန်သွားလို့တုံအခုလိမ့်နေတဲ့ဒိုနာကမဒီကျူကဒီပန်းအောင်ဒိုနာလေးပဲဆိုတော့သူနဲ့လိုက်အောင်ဒီဟာလေးပဲဝယ်လာခဲ့တယ်တုံတော့ကျွန်တော်ကတော့ annual ရတဲ့စီရန်ပေါ့နော်။မဒိုနာလည်းဒီ brand 3နေဆိုတော့ဒီ brand ဝယ်လာလိုက်တယ်။ရန်တရားနဲ့ဆိုင်ကနေပြီးတော့ဝယ်လာခဲ့တာဖုန်းလိုက်ကြည့်လေဒါလေးကိုတစ်ချက်ဆန်းသုံးကြည့်အောင်မယ်။ဘာလို့ဆိုတော့တုံအိမ်ကလေလိုက်တရားသိမကောင်းဘူး။မီးရတယ်အဝါရောင်ဖြစ်နေအဝါပါတန်းလို့ရှိရင်ဒါတော့မှလိုက်တင်ရှိရပါတော့ဒါလေးကျတော့အလွယ်ပေါ့ဒါလေးတစ်ချက်ဆန်းကြည့်ရမယ်ဟုတ်ဒီလာနေရဆိုတော့ဖြစ်မနေဤတော့ဝယ်လာတယ်အပိုးတော့ပါနော်ဒီအနက်လေအရန်သဘောကျပဲလို့အပြင်နန်းကြီးအောင်တော့မှုရခွာပြီးအရန်သဘောကျလို့ဝယ်လာတာအဝတ်လျှော်ဆက်ပြပဲပေါ့နော်ဒါကသူကဒီလိုအလုံးလေးနဲ့လာတော့ဒီနှစ်ခုပေါင်းပြီးတော့ထည့်ပြီးတော့ရှော့မယ် Jet Cushion Pro ဒါပါလေမီရှာထုတ်တဲ့ဟာပေါ့နော်မီရှာလို့အတန်ထွက်တာမသိဘူးအဲ့ဒါလေးတုံးကဒါတုံမှုတယ်ဆိုတော့အကာလာပဲရွေပြီးတော့ဝင်လိုက်တာဒါ cushion ပေါ့နော် foundation တွေပါသုံးလို့ရတဲ့ဒီလို၄ရောင်လေး cushion ဒါကြတော့ဒီ brand တွေဒါကိုအတန်ဘယ်လိုထွက်လဲသူတို့ Can-Mate တို့ဘာလို့နဲ့အတူတူပဲလားမသိဘူးဒါက cleansing band ပေါ့နော်ဒါကကျတော့အခန်းမှွေးပေါ့နော်အခန်းမှွေးပေါ့နော်သူတို့အနက်နေတအားကြိုက်နေကွာတော့အခန်းမွေးတဲ့ဟာတစ်ခုခုမရှိမနေနိုင်ဘူးဆိုတော့ mask ပေါ့နော်ဒီ annual က serum မသုံးရတော့ serum mask ဝယ်လာ lemon ဒီနေ့တုံး vitamin C တစ်ခုမှမရသေးဘူးကွာဒီဒါအကြောင်းမို့ vitamin C တောင်းအောင်ဝယ်လာတာအားလုံးစုပေါင်းဘယ်လောက်ကျလဲဆိုကြလို့ရှိရင်8020ကျပါပေါ့နော်အဲ့မှာ discount နဲ့ဆိုလို့ရှိရင်9920ပဲကျတော့တယ်300လောက်နေသွားတာပေါ့နော်တော့ဒိုင်ဆွန်ကနေပြီးတော့ဒိုင်ဆွန်မဟုတ်3 web ကနေပြီးဝယ်လာတဲ့ဟာကြီးပြမယ်ဒါလေးပေါ့နော်ဒါလေးက950ပေးရတယ်ဒီလိုမျိုးအတန်းလေးဖြစ်မှာသူက30လည်းရှိတယ်20လည်းရှိတယ်ပေါ့နော်တုံးက20ပဲဝယ်လာတာဝယ်လာလဲဆိုတော့ရှိတော့ထမင်းပေါင်းတင်နေလို့ပေါ့နော်ထမင်းပေါင်းနဲ့တော့ဗာလဲရင်နွေးအိုးနဲ့တင်မိုးတွက်နေရမရှိအောက်မှာပဲချက်ထားတာအဆင်မပြေဆိုတော့ကျွန်တော်ဒါလေးဝယ်လာတာအဆင်ပြေမယ်ထင်တာပဲပေါ့နော်ပြီးတော့အမအိတ်ဝယ်လာတယ်ပြီးတော့ဖုန်းကာပါပေါ့ဒါကျန်းတုပ်တဲ့ဟာပြီးတော့ခေါင်းစည်းကျိုးဝယ်လာတယ်ပြီးတော့ဒါကတိုက်စီအားသွင်းကျိုးနဲ့နှစ်ချက်ပေါ့နော်တိုက်စီနှစ်ချက်ကိုတွဲလို့ဝယ်လာလိုက်ပြီးတော့ကလစ်ဝယ်လာလိုက်တယ်ပေါ့နော် hair clip လေးပြီးတော့ဒါကကျတော့လက်အိတ်ပေါ့နော်မနက်ကမြင်တဲ့လက်အိတ်ကအချိန်ကြီးပေါက်သွားပြီဆိုတော့လိုက်အစ်စ်ဝယ်လာတယ်ပြီးတော့ဒါကျတော့ phone stand နဲ့ပေါ့နော်370 degree လှည့်လို့ရတယ်ဘယ်လောက်အဆင်ပြေလဲလို့ရှိရင်330ပဲရှိတယ်ဒါလေးကိုဆက်ဆန်းကြည့်အောင်အခုစမ်းကျင်နေပြီအရန် motivation တွေပြတ်နေပါလားကလင်နာဝယ်လိုက်ပြက်ကတိန်ဝယ်လိုက်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီပြက်နေကအကြီးဆိုတော့ဘယ်ရက်တွေအလုံးပိတ်ရက်တွေဘယ်ရက်တွေရှိလဲပြီးရင်ဘဲမှာဘာလို့ချင်ဆိုတော့ဒီမှာချလေရေးလို့ရတယ်ကွာ space လေးတွေပါတယ်အဲ့ဒါတွေသဘောကျတာပြီးတော့ကိုအချိန်ဘယ်လောက်ဖြုံးလဲဆိုတာလေတခါလေးမြင်ရတယ်ဆိုတော့လေမိုဒီပြောင်းနေကြလို့ရှင်လေဒီပြက်ကလေးဝယ်လိုက်သီးလားတကယ်အဆင်ပြေတာဒီနေ့ကတုံတွဲအရန်ထူးခြားတဲ့နေ့လေးပါရာသီလဲလာတယ်ပထမတစ်ခါရာသီလာရဲခွာဒါလည်းပထမဆုံးနေ့နဲ့ပိတ်ရနဲ့ကြိုက်သွားတော့အရန်ကျေးဇူးတင်တယ် I am so grateful
တူဦးနေစားခဲ့တယ်ဆိုတော့ဒါလည်း grateful ဖြစ်တယ်ပေါ့ဆိုတော့ကိုတို့မြန်မာစာလေးပေါ့နော်မြန်မာစာလေးကို breakfast အဖြစ်စားရတာတော့အရန်ကြိုက်တယ်ဆိုတော့အဲ့ဒါလေးလည်းကျေးဇူးတင်တယ်ပြီးတော့အမေနဲ့2 နာရီလောက်ဖုန်းပြောလိုက်တယ်ပေါ့နော်အဲ့ဒီမှာတော့လုံးဝ motivation တွေပြန်အရန်ရပြီးတော့ပေါ့နော်အလုံးလုံးချင်းစိတ်အရန်တအားဖြစ်လာတာဒါကလည်းဆို I am so grateful အမေကိုလည်းအရန်ကျေးဇူးတင်တယ်ပြီးတော့အခန်းကိုပေါ့နော်တော့အခန်းကိုလုံးဝတန်ရှင်းရဲ့အစားအဆုံးပြီးဖို့ချောင်းတွေရောအဝတ်တွေရောပြီးတော့တုံးရဲ့စာကြည့်စပွဲရောအစားဆုံးအကုန်လုံးတန်ရှင်းလုပ်နိုင်ခဲ့တယ်ဆိုတော့အဲ့ဒါလေးကိုလည်း grateful ဖြစ်တယ်ပေါ့နော်တို့အိမ်လေးတအားတန့်နေတန့်ရှင်းတက်ရပြီးတော့ atmosphere တအားကောင်းတယ်ခါတဲ့စကားပြောဖို့လေးရှိတဲ့တကြောင်မို့လို့တော့အရန်ကျေးဇူးတင်တယ်အဲ့ဒီနေ့တော့စားတဲ့ဒီ Sakura Kids ဆိုတဲ့ဆိုင်ကဒီစုကောင်းမှာအသေးဖွင့်တဲ့ဆိုင်က wallet ထမင်းပေါင်းလေးတအားကောင်းတဲ့တုံးအဲ့ wallet ကိုလေဂျမရောက်ပြီးတယ်မစားပြတော့မြန်မာနိုင်ငံမှာဆိုတော့ဝါလက်စွပ်ပြုတ်ဆိုပြီးတော့ခဏခဏဝဲတောက်တယ်ပေါ့နော်အချင်းလေးနဲ့လေတူစားတအားကောင်းတာအခုမစားရလေတော်တော်လေးကြာနေတဲ့အချိန်မှာတစ်နှစ်ခွဲပေါ့နော်တစ်နှစ်ခွဲအတွင်းမှာတော့အခုပြန်စားရတဲ့အတွက်အရန်ကျေးဇူးတင်တယ်အရသာလည်းလုံးဝကောင်းတယ်ဒီနေ့စားတော့တဲ့အစားတော့တဲ့ကောင်တော့လည်းကျေးဇူးတင်တယ်ပြီးတော့အခုတုံးလိုက်တဲ့ပတ်စံတွေအကုန်လုံးလည်းတော့လိုအပ်လို့တုံးတာပေါ့နော်ဆိုတော့တုံးရဲ့ငွေကြေးလေးတွေအကုန်လုံးလည်းတော့ကျေးဇူးတင်တယ်အခုရှိနေတဲ့အရာတွေအကုန်လုံးပေါ့နော်တုံးလိုချင်တာမှန်တယ်များမဘူးမပေးမဲနဲ့ဝယ်နိုင်လို့တုံးကိုလည်းအရန်ကျေးဇူးတင်တယ်ဒီကတော့ကျေးဇူးတင်စရာအများကြီးပဲပြီးခဲ့လို့ရှင်တုံးဗီဒီယို edit ပြီးတော့တုံ channeling ရေးမယ်ပြီးလို့ရှိရင်ညဘက်ဆိုလို့ရှိရင်တုံဖျားရှိခိုးပြီးတော့ဒီ annual ကဝယ်လာတဲ့ mask အသစ်ကလေးကပ်ပြီးတော့အိတ်တော့မယ်ပေါ့နော်တုံးရဲ့တနေ့တာကိုအဆုံးထိလိုက်ကြည့်ပြီးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်မယ်နော်